ဒီလက်ဆောင်လေးငါတို့မေးဘူးငယ်ငယ်ရွယ်ရွယ်တော့လေကအတူသွားအတူစားအတူကစားကြကြတော့ပြန်တွေ့ရဲ့ရဲ့ချင်းနီကိုတီးအမိပါတဲ့အနေရင်းပြီးလူကြီးတွေမတီးအောင်ခေါ်ချခဲ့ရတာအရန်ကိုအေးရရတမလေးသူလမ်းလေးတွင်တွေတန်ထားပြီးသူကိုလမ်းပေးခဲ့မှုလေအဲ့ဒီချိန်တုန်းကပြောဆုံးလူသားဟာကျွန်တော်ပဲဖြစ်မယ်လို့တွေးမိပါရဲ့လွမ်းမိပါရဲ့ဖြစ်ရဲ့တပေါ်သူမမကလေးဒီဖြူများလာရဲ့ဆက်နဲ့ဆောင်ရတဲ့ညလေးမှာအချိန်တွေကိုမှမသိကုန်တူနေမိဖို့ရဲ့ခရီးတွေထွက်အလုပ်တွေရဲ့လုံးပိုင်စံတွေရဲ့စုအတွေ့လေးနဲ့ကြော်နေတဲ့သူတယောက်မချပါဘူး